Hello everyone, welcome back to NMHPU's channel. In this video, I'm gonna show you guys a trip to Bagan with my friends during December. Hello မင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်တို့တငယ်ချင်းတတိုက်ပေါ့နော်ပကံကိုချစ်တဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်တို့ကနေပြီးတော့နေ Famous Express နဲ့ပကံကိုတွားခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာအခုကတော့ညာဦးရောက်ရှိပါပြီဒီနေ့ရှော့လိုက်တယ်နော်နီးရောက်ရှိပါပြီဘောကပန်းလေးရပို့လာတယ်အခုကတော့ကျွန်တော်တို့၄ယောက်ပေါ့နော်ဒိမဲခန်းလေးရရှိပါပြီဖြစ်ပါအဝတ်ရတဲ့တော့တီးခံပြီပါဒါရော Win House ပကံမဲ့ဖြစ်ပါတယ်ခန်းလေးရမဆိုးပါဘူး Aircon လေးပါတယ်ဖနက်စာလေးပါတယ်လို့ပြောရဖြစ်ပါတယ်ဒါတော့ကမလေး short လေးပါငါတို့လမ်းဆန်းတက်ကြွဖြစ်ကုန်တယ်အဲ့ဒီတော့လည်းကလေးမှာလည်းဒီမျိုးပြင်နေဟုတ်လားဒီလိုတော့ရောပေါ့မှာကျွန်တော်ရောက်တဲ့ညမှာပဲရောက်ချင်းညစေးကိုတွားခဲ့ကြပါတယ်ကျွန်တော်တို့ကပကံမတွားခင်10ရက်လောက်အလိုကလေးကနေ၄ညစာကြိုပြီးတော့ဟိုတယ်ကို booking တင်ထားပဲဖြစ်ပါတယ်ဟုတ်ဆိုတော့ဒီနေ့မနက်စပြီးတော့လဲပါတော့မယ်စနေကြပဲဖြစ်ပါတယ်ပထမဆုံးမနေ့မှာတော့ကျွန်တော် e-bike တင်ငါပြီးတော့ပဲလဲခဲ့ပါတယ်ပထမဆုံးတွားလေခဲ့တဲ့နေရာကတော့ငှက်ကြီးပဲဖြစ်ပါတယ်ငှက်ကြီးစီကိုတွားနေကြတာပဲဖြစ်ပါတယ် I think you always know that ငှက်ကြီးဒါတော့ကျောက်ဦးမင်ကူဖျားပဲဖြစ်ပါတယ်အထဲမှာကျောက်ဦးမင်ကူအရှိပဲရှိပါတယ်အခုကတော့ကျွန်တော်တို့ကျောက်ကူဦးမင်ဖျားတွေရောက်နေဖြစ်ပါတယ်ဒီကူတွေကိုဒါပေါ့နော်ပြီးတော့ရွှေစည်းကုန်းဖျားမှာမြေပုံဝဲခဲ့ပါတယ်ပြောလေကိုယ်ရှင်းပြမယ်လေကိုယ်အင်္ဂလိပ်လိုရှင်းပြမလားမြန်မာလိုရှင်းပြမလားကိုယ်တရက်လိုရှင်းပြဒီနေ့ရွှေစည်းခုံစိတ်ကြီး啊ကျန်စတာလန်သာလန်ထားဝါတာထဲဝါတာထဲလားစိတ်ကူးတော်ရှိစီလိုက်တယ်ပေါ့ပြီးသွားတယ်ပြီးတော့ဆိုင်ကီနဲ့ပဲတခြားဖျားတွေကိုပတ်ပြီးတော့ဖူးခဲ့ပါတယ်အာနန္ဒဖျားဘက်ကိုရောက်တဲ့ချိန်ကတော့နေ့လယ်ပိုင်းဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့နေ့လယ်ပိုင်းကျတော့ဟိုတယ်ကိုပြန်ပြီးတော့အိုးဝင်ငါပြီးတော့ပဲလဲခဲ့ပါတယ်နောက်ရက်ဒီမှာလည်းအိုးဝင်နဲ့ပဲလဲခဲ့ပါတယ်ဗျာဘာလို့လဲဆိုတော့အိုးဝင်နဲ့လဲတော့ကျွန်တော်တို့ကလမ်းမသိရလို့ဖြစ်တဲ့အတွက်ဖျားလဲစုံတယ်အိုးဝင်ဒီမှာလည်းပို့ရနေရကိုကျွန်တော်သွားလိုက်အောင်ပါပဲဒါတော့တမန်ရင်ကြီးဖျားပဲဖြစ်ပါရဲ့ပေါ့နော်ပကံမှာဒူးရချီမဆုံးဖျားလို့လည်းတင်များကြပါတယ်ပထမရက်မှာကျွန်တော်တို့နေရာတော်ဆောင်လိုက်ပါတယ် sunset ကိုလည်းကြည့်ရှင်တာနဲ့ sunset ကို sunset အချိန်မီအမြင်သွားခဲ့ကြပါတယ် sunset ကိုမှလူပြင်းများရဲ့အချိန်မှာဒုတိယနေ့မှာတော့ရှင်းဆက်ခုနာဖေးအောင်အရင်ဆုံးသွားခဲ့ပါတယ်ကျွန်တော်တငယ်ချင်းကတော့အဲ့မှာတနခါလင်းခဲ့ပါတယ်ကျွန်တော်ရဲ့အဖေမှာပဲတနခါလင်းခဲ့ပါတယ်ပြီးတော့နောက်တနေရာကကျွန်တော်တို့နမ်းမြင့်မျောစင်မော်တက်မှာပဲဖြစ်ပါတယ်အဲ့မျောစင်ကြီးပေါ့เนาะတယောက်ကို9000ပေးပြီးတော့တက်ရပါတယ်အဲ့9000ပေးရတာတော်တော်လေးကိုတက်ပါတယ်ပကံမြို့ရဲ့ view ကိုအများကြီးပဲမြင်ရတယ်ပေါ့เนาะဒါမျောစင်ကြီးပေါ်နေမြင်ရတဲ့ view ပဲဖြစ်ပါတယ်ဒီနေရာလေးတော့မြို့စင်နဲ့ညီရပေါ့နော်ရှုခင်းလာလို့ဝေးတမခေါ်လာပြီးတဲ့နေရာလေးပါဒါတော့မင်းနဲ့သူရောရောက်ပြီလို့အဝေးသမားပြောပါရဲ့ဗျကျွန်တော်ကလက်ချင်းလိုက်အောင်စာအုပ်ကိုဖတ်ပြီးကြတဲ့မင်းနဲ့သူရောနဲ့ပကံကိုတော်တော်လေးကိုသွားချင်ခဲ့ရငယ်တုန်းကပကံကိုရောက်ပြီးပြီဒီအခုလိုမျိုးရှုခင်းလာရုံလည်းမခံစားတတ်တယ်ရောဘာမှမသိခဲ့ပါဘူးဒီတစ်ခါကတော့တော်တော်လေးကျင်းနေပါတယ်
ကြတော့တရပါတကားပဲဖြစ်ပါတယ်ဘူပီယာနဲ့အေယာဝတီမြေအလောက်ကြီးရလဲတော်တော်လေးကိုမိုက်ပါရဲ့ဒါတော့ကတော့ပလင်ဖျားဖြစ်ပါတယ်ကတော့ပလင်ဖျားဟိုတော့နည်းနည်း3လကြီးလောက်ပေါ့နော်အချင်းကကျွန်တော်ရောက်ကြပါတယ်ကျွန်တော်ရဲ့အမြင်အရဆိုတော့ဒါ personal အမြင်ပါပကံဖျားနဲ့တော်များများထိတ်ကအလိုပုံစံလေးသူတို့ရဲ့လက်မှုပညာအဲ့လိုလေးပဲညာရတဲ့စင်တူပဲတော်တော်လေးပုံမှန်တော့3နိုင်ခွဲ4နိုင်ကျော်ခြင်းတယ်ဟုတ်ပါပြတိုက်ကိုလာကြတာပါဒါရောပြတိုက်ကိုဝင်လိုက်တာနဲ့ဝင်ချင်းမြင်ရတဲ့ပုံစံလေးပဲဖြစ်ပါတယ်ပြတိုက်ထဲမှာအခန်းတွေအများကြီးပဲရှိပေါ့နော်ခေတ်အမျိုးမျိုးကအခန်းတွေအများကြီးပဲရှိပါတယ်ရှေ့ကကိုရတော့ပြတိုက်ကိုတာဝန်ကြီးအောင်ဝင်ကြည့်နေရပဲဖြစ်ပါတယ်အဲ့ဒါတထောင်နဲ့တောင်လို့ပေါ့နော်ပြတိုက်ကိုပတ်ရှူပြီးတော့လေးလာနေရဖြစ်ပါတယ်မနူကမင်းတည်ခဲ့တဲ့မနူကဖះမှာပေါ့နော်ကလေးလေးရရှင်းပြနေဖြစ်ပါတယ်။ကြားထားလဲချင်းကားတို့ကလည်းစိတ်မွန်းချက်တဲ့ဖះဟုတ်တယ်တော့လဲစိတ်မွန်းချက်နဲ့ဒီလာဖို့ပေါ့ဖះ။စိတ်မွန်းချက်တို့ဖះရဲ့ရေဘက်တော့ကျင်းချင်းချင်းနဲ့မောင်းနေခဲ့ရ။နောင်လာမေးနောင်လို့နောင်တိုက်အတင်းဖော်ပြခဲ့ရ။ဒူနဲ့ဖော်ပြချင်တာဒူနဲ့ဖော်ပြမရလို့ဖះနဲ့ပဲဖော်ပြခဲ့ရလေ။ကိုလူမိုင်းလူပွဲမှာမနူကဖះမှာကြာတာပရိဒါကြာတာတမီးပါမယ်ဆိုရင်ဖះမှာလူရဲ့ဆန္ဒစွတောင်းစွတောင်းလို့ရတခြားရဲ့နေရာလက်စွပ်တောင်းပါဘာလို့လဲဆိုတော့ဖះစတဲ့နေရာလေကြာတာပရိဖះပြီးဆုံးတဲ့နေရာလဲကြာတာပရိမနူကဘင်းဟိုတိုင်းလဲကြာတာပရိတော့မလို့လေအဲ့ရတဲ့ကြောင့်ညစီဒီကိုလည်းရောက်ခဲ့ပါတယ်ညစီဒီကိုရောက်ပြီးတော့ညနေဆောင်နေပေါ့နော်အမှလဲပတ်ပြီးတော့တကယ်ချင်းကဈေးဝယ်နေပါလေအဲ့ဒါပြီးတော့ကျွန်တော်တို့တပည့်ညုဖះကိုတွားခဲ့ပါတယ်တပည့်ညူဖះအနေနေဝင်ခံနေပြီဆိုတော့ဆန်းဆက်ကိုအမြင်ပြန်တော့ရတယ်ဘာလို့ဆိုတော့အရင်ရက်ကကျွန်တော်ဆန်းဆက်မှာဓာတ်ပုံလာလေးတိတ်မရခဲ့လို့ပဲဖြစ်ပါတယ်နောက်ရက်မနေ့မှာတော့ကျွန်တော်တို့ပုတ်ပါကိုပြတ်တပန်းဆက်လန်းကနေပြီးတော့တွားကြပါတယ်။ဥဝေဓမာကိုပဲငားတာပါ။ဒီဥဝေဓမာနေပဲကျွန်တော်တို့3ရက်လုံးလုံးပတ်ပြီးလေခဲ့တာပဲဖြစ်ပါတယ်။ပုတ်ပါတောင်မော်ကနေတောင်အောင်ကိုမြင်ရတဲ့ရှုခင်းတွေကလည်းတော်တော်လှပါတယ်။ဒါကဒီဇင်ဘာလဖြစ်ပေမဲ့လို့စိမ့်ဆိုနေပါတယ်။ဒါကတော့ပုတ်ပါတောင်မချီကိုကျွန်တော်တောင်ကလပ်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ပုတ်ပါတောင်မှာဒါစောကြီးတနခါတွေးတဲ့နေရာပေါ့နော်အဲ့မှာလည်းတနခါတွေးပြီးတော့ကျွန်တော်တို့တနခါရဲ့လင်းခဲ့ပါလေပုတ်ပါတောင်ကလပ်ကိုရောက်လို့ရှိရင်အတုပ်ကလေးလည်းစားကြည့်ခဲ့ကြပါအောင်နော်ပုပ္ပါတောင်ဟာပြန်မဦးလေးကကျွန်တော်တို့ကိုထန်းတော်ဝင်ပို့ပါတယ်ကျွန်တော်တို့သွားခဲ့တာတော့ပိုင်ထန်းတော်ပဲဖြစ်ပါတယ်ပိုင်ထန်းတော်ကတော်တော်လေးကိုသွားလို့ကောင်းတဲ့နေရာတစ်ခုပေါ့နော်ရှုခင်းနေလေလာတယ်ပြီးတော့သူ့ရဲ့စားစရာတွေကလည်းတော်တော်ဈေးနှုန်းတန်နေပေါ့မန်နူးမှာပေါ့အတွက်မောင်းလေးသူတွေခေါ်တာသူရဲ့ signature ပါကျွန်တော်တို့ကတော့ကြော်တွေပြီးတော့ထန်းရည်မှာတောက်ခဲ့ပါတယ်အကျော်ကျွန်တော်ကြိုက်ဆုံးတော့အကျော်ပေါ့နော်အကျော်ကလုံးဝတန်တယ်တပွဲရုံမှာ2000ပဲ2000မှာအများကြီးပါတိုက်ကိုလည်းရအောင်ခဲ့တာဒီမှာသူရဲ့ခံစားချက်တွေပါပြန်ပြန်တော့မယ်ဆိုခံစားချက်လေးပြောပါအောင်မပြန်ချင်သေးဘူးတိုက်ကိုပြောစရာကောင်းတဲ့ခီးလေးတစ်ခုဖြစ်ခဲ့တာပေါ့ကွယ်အရန်တော့မပြောဘူးကွာဒါပေမဲ့ဘယ်လိုပြောမလဲခီးတင်မှာအရန်ပြောရဲဒါကပကံမှာအကြိုက်နေရမပြောပကံမှာလေရတာတော့ပြောပါရဲ့ဒါပေမဲ့ဘယ်ပြောမလဲထားပြီးပဲလေးရတော့ရှိအောင်နော်တို့ဘယ်လိုမေးတယ်နေရန်လေလို့ရှင်တော့တို့ဘာမေးတယ်ဆိုတော့ပဲအဲ့ဒါ review နေရက်လေတာနဲ့ကြည့်ပါလို့ပြောတော်တော်လေးနှက်ငယ်ပြင်းလဲပြင်းတော့တယ်ဒါပေမဲ့ကြိုက်ပါရဲ့လေရတာနားပြအုပ်ပုံတွေတွေ့ထုတ်နေရဖြစ်ပါရဲ့ကျောက်ဘူတစ်ထောင်ပြရမဲ့ဘူတစ်ထောင်တော့ဘောရမိုက်ဘူးကဲအပြင်တူရဲ့ဝီစီရှင်းနေတော့မစိုးရဘာမှမရှိတော့ဘူးတော့လို့စေနေရရနဲ့တော့ဖေးလုံးဟာမမင်းမျိုးကြဆွတောင်းနေတာမရှိဘူးမစစ်တောင်းခုပဲပုံပြလိုက်ရတာပဲကဲမင်းလည်းပဲကဲဘိန်းမလားဝယ်ဘိန်းမလားလုံးပြေလားနေလာကြောင်းပေးလာလဲဝယ်ဘိန်းနဲ့လွယ်ပြီခုကလည်းဝယ်ပေးမြူဘိန်းဟိုဟာကြီးလည်းထက်တာ2000ဆိုရင်တော့တင်လာပဲပေးအဲ့ဒီတော့လာတော့ဝယ်ပတ်သက်ချတောင်းဝယ်ထက်ကုန်ပါနော်
ဘောပါ တူပဲအတူတူပဲပတ်စံနေနော်ဆိုတော့ကိုယ်ကကောက်ကုန်မယ် အေးဘယ်ခုပဲခဏပဲ နားရလေအိုး ဒါတော့ပြန်မဲ့မနက်ခင်းလေးမှာသူတို့ဟိုတယ်ကျွေးရဲ့ breakfast လေးကိုစားခဲ့ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် see you in the next video